အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တငယ်ချင်းဆိုတာခြေရောက်ကမှမသိသေးတဲ့သူတွေအတွက်တင်ဆက်ပေးခြင်းပါတယ်အပန်း6ရဲ့အစကန်းကျင်မှာပြပပရေဆော့နေကြကအိမ်ပြန်ချင်းကိုရောက်ရှိသွားပါတယ်ဂျော်ရီနဲ့အကာရီကရဖြစ်နေတာကြောင့်ဘတ်စကားမမီလိုက်ပါဘူးရှီယိုနဲ့ယူနာကတော့ကားပေါ်မှာအိပ်ပျော်ရင်းလိုက်ပါသွားပါတယ်ဖုန်းလိုက်မမိတာမို့အင်ကိုလမ်းလျှောက်သွားကြရကအကာရီကနှစ်ယောက်တည်းမို့ဒါအခွင့်အရေးလားဆိုပြီးသူတွေးနဲ့သူရှက်နေပါတယ်ညဘက်ရောက်တော့ကျော်ကြီးကဒီမှာနေခဲ့အကူကြီးတောင်းကြည့်မယ်ဆိုတာကြောင့်ဒီလိုနေရာတွေမှာတရေရှိရတယောက်တည်းသွားရင်တီးလိုက်မယ်လို့ချောက်နေပေမဲ့ကြောက်နေတာကသူမှဖြစ်နေပါတယ်လက်ကိုက်မှုကြိုးစားကြည့်ပေမဲ့နှာချီလိုက်တဲ့ကျော်ကြီးကြောင့်လမ်းသွားကလဲကျသွားပါတယ်ထားဖို့လက်ကိုပေးလိုက်တော့တလောကလုံးကိုလှုပ်ကြွေးထားရတဲ့မျက်နှာနဲ့မို့အကာရီကလည်းမထကျင်တော့ပါဘူးဒါကြောင့်ကျော်ကြီးကဂုံဘိုးကရှေ့ကိုဆက်သွားရပါတယ်မြို့ရောက်တော့ဖုန်းလိုက်ရသွားတာမို့အင်အားလူတွေစိတ်ပူနေပြီးတဲခုဖို့အတွက်အခန်းဘုတ်ကင်လှုပ်ထားပေးလိုက်ပါတယ်အခန်းကတခန်းထဲမို့ကျော်ကြီးကနောက်တစ်ခန်းငှားလိုက်မယ်ဆိုတာကြောင့်အကာရီကအတူနေခြင်းလို့ဆိုကပြောချလိုက်ပါတယ်ကျော်ကြီးကတရေကြောက်လို့လားဆိုကစနေပေမဲ့ဟိုကအတီပေါကြီးပြောနေတာပါကျော်ကြီးရေချိုးနေတော့နေနဲ့နေရတာတက်ဆိုင်ဝက်ချက်နဲ့မှနေရတာမှကောင်းအောင်မယ်ဒါမျိုးဖြစ်နေရမှလေဆိုကတွေးနေပါတယ်ရေချိုးပြီးထွက်လာတော့ဆောင်းရတာကိုမကြိုက်တဲ့အကာရီကကျော်ကြီးကိုဆောင်းနေပါတယ်ပုံမှန်နဲ့မတူပဲကောင်းပြနေရကြောင်းလန်နေရပါပြီအေးရကတ်နေရမှုဘေးရွှေအိတ်ဖို့ပြင်လိုက်ပေမဲ့မိပိတ်ကအကာရီကကျော်ရီအေးရထဲဝင်လာပါတယ်ကျော်ရီကအိမ်မပြောဘူးထင်လို့ဖက်လိုက်ကရင်ဝင်ထဲထည့်ထားလိုက်တာကြောင့်အကာရီကချစ်တယ်လို့ပြောရင်အိပ်ပျော်သွားပါတယ်မနေ့ရောက်တော့ပုံမှန်လိုပြဖြစ်သွားတဲ့အကာရီကစိတ်တူတူနဲ့အိပ်ပြန်ပြီဆိုတာကြောင့်ကျော်ရီလည်းနားမလဲပဲကြံခဲ့ရပါပြီအင်းကိုပြောင်းတော့ယူနာကနွေရသည်မှာမိပွဲတော့ကိုမသွားနိုင်တာကြောင့်အပြင်သွားဖို့လာခေါ်နေပါတယ်ကျော်ရီကမလိုက်တာမို့မင်းကလေးတွေစိတ်ကိုနားမလဲဘူးဆိုကထွက်သွားဖို့ပြင်လိုက်ပေမဲ့တကယ်လဲနားမလဲတဲ့ကျော်ရီကယူနာကိုအကူကြီးတောင်းကအသေးစိတ်မေးနေပါတယ်ညာချစ်တယ်လို့ဖွင့်ပြမိတဲ့အကာရီတယောက်ရှင်းနေတာမို့ကျော်ရီကိုအတိတ်မိသွားအောင်ရိုက်ဖို့အတွက်စောင့်နေရင်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုကျော်ရီကပြောပြပြီးယူနာနဲ့တိုင်ပင်နေပါတယ်ကြားနေရတဲ့အကာရီကရှင်းနေတာဖြစ်လို့မသိတယ်လို့ပဲအင်ကိုပြင်သွားပါတယ်အားလုံးသိကြလားမိဘရဲ့အခြေအရာဇဝင်ကိုမိဘတွေအောက်မှာနဲနဲ့နှစ်ယောက်ကတစ်သက်လုံးပေါင်းရတယ်ဆိုတာကြောင်ညာဝင်နေတာကိုကြည့်ရင်အကာရီကစစ်ကူးတွေရင်နေပါတယ်ရှီယွန်နဲ့ယူနာတို့ရောက်လာတာကြောင့်ယူကတာဆိုင်မှာအယောင်ရွေးနေကြကအကာရီကဟိုကြီးတီကြီးလုံးနေပြီးဆန်ညက်လေးတွေ့တော့ဝယ်ဖို့ကိုင်းလိုက်ပေမဲ့ရှီယွန်နဲ့အတူရွေးမိသွားပါတယ်ရှီယွန်နဲ့အကာရီကကျော်ကြီးနဲ့အတူနှစ်ယောက်တည်းမိဘကိုကြီးကျင်တာကြောင့်တယောက်နဲ့တယောက်ပုံမှန်လေးပြောကမုတ်ပဲစားနိုင်ပြီးအချစ်ကိုခွဲမပေးနိုင်တာကြောင့်လက်ချင်းချိတ်ကသဘောတူညီမှုယူလိုက်ကြပါတယ်ခွဲတော်နေရောက်တော့ရှီရိုကမိဘကြည့်မလားလို့ခေါ်ဖို့လုပ်နေပေမဲ့အဆင်မပြေတာကြောင့်အကာရီကပြောမလို့ကြံစီနေတော့လဲမအောင်မြင်ပါဘူးနှစ်ယောက်သားနေရင်ပြောသူရင်ပြောလို့နေလို့ကျော်ကြီးကသူပါနေရကြောင့်အနောက်ချက်ပြင်းနေရလို့ထင်ကထွက်သွားဖို့ပြင်လိုက်ပါတယ်အဲ့တော့မှနှစ်ယောက်သားနေနဲ့မိဘနှစ်ယောက်တည်းအတူကြည့်ကျင်တယ်ဘသူရွေးမလဲဆိုကပြန်သူမေးချလိုက်ပါတယ်ရှင်းနိုင်မှာရှီရိုကထိုရီအောက်ကိုချိန်လိုက်ပြီးအကာရီကတောင်မက်နှကွန်းကိုချိန်ခဲ့ကထွက်ပြေးသွားပါတယ်ကျော်ကြီးတယောက်စားနေတာလို့ထင်နေကဘသူကိုရွေးရမလဲစဉ်းစားရခက်နေပါတယ်ဆက်လျှောက်လာရင်အကာရီကိုတွေ့တော့အနားသွားပေမဲ့ဟိုကအစမ်းနှန်းကြီးနေကလက်ကျစ်နေတာမို့ရှက်ရှက်နဲ့ပြေးသွားပါတယ်ပြင်းနေတဲ့အကာရီနောက်ကိုလိုက်နေလို့လူအောင်မအထင်နဲ့လူတစုကဝိုင်းထိုးပါတယ်အဲ့တော့မှအကာရီလည်းမနေတောင်းမှလိုက်ရကအတွဲတွေရင်ဖြစ်နေတာပဲဆိုကထွက်သွားကြပါတယ်ခဏကြာတော့ဖုံးဝင်လာပြီးရှီရိုကသူမလာတော့ဘူးအကာရီနဲ့ပဲပျော်လိုက်ပါလို့ဆိုကဒုတိယလူလုပ်ဖို့စဉ်းစားနေပါတယ်ဘာလို့မလာတော့လဲဆိုရင်တော့လွန်ခဲ့တဲ့တနအီကလက်ပြောင်းနေတဲ့ကလေးကိုမိဘတွေစီပူပေးခဲ့ပြီးအဖွားတို့တယောက်ကိုတွေ့တော့လဲကူညီလိုက်ပါတယ်ထပ်ပြီးမွေးကန်ကြီးဖြစ်နေတဲ့ဗိုက်ကြီးတဲ့ကြောင့်ဆေးရုံကိုလိုက်ပို့ပေးနေရပါတယ်ဒီလိုနဲ့၈နာရီထိုးဖို့9မိနစ်အလိုဖြစ်တာကြောင့်တော်လို့မရတော့တဲ့အခြေအနေဖြစ်နေကမလာတော့ဘူးလို့ဖုန်းဆက်လိုက်ပါတယ်ကိုတကယ်ချစ်တဲ့သူဖြစ်လို့အဆုံးရှုံးမခံနိုင်တဲ့ရှီရိုကအပြေးလာပေမဲ့မိဘပွဲကမျက်စိရှိမှနေပြီးဆုံးသွားတာကြောင့်ပေးဆက်လိုက်ရတဲ့နှလုံးသားလေးကနာကျင်နေကမျက်ရည်တွေစီးကြလာပါတယ်နောက်ဆိုဒုက္ခရောက်နေပြောအယူရဲ့အကာရီနဲ့ကျော်ကြီးကရှီရိုအတွက်မိဘနေဝယ်လာပြီး၃ယောက်သားမိဘအောက်မှာခံစားချက်ကိုတီတူဝယ်ထားကြပါတယ်ရှီရိုကဘလို့တီဗီရောက်လာတာလဲမေးတော့မမရှာမှမသိပဲလိုက်ရှာနေတဲ့အချိန်အဖွားတယောက်ကလမ်းခေါ်ကဆယ်ညက်လေးတူနေတာကြောင့်ရှီရိုရှိရဲ့နေရာကိုပြပြပေးလိုက်ပါတယ်ဒါကြောင့်ရောက်လာလို့ဆိုကရှီရိုကနှစ်ယောက်လုံးကိုကြည်သူတင်လိုက်ပါတယ်ရှီရိုကသူမကြောင့်အစီအစဉ်ပြတ်သွားရတဲ့အတွက်အကာရီကိုတောင်းပန်လိုက်ပါတယ်အကာရီကမြက်မြက်တက်တာပဲနိုင်ခြင်းနဲ့ဆိုတာကြောင့်နှစ်ယောက်သားရင်းနှီးမှုပိုတိုးလာကြကအိပ်ပျော်နေတဲ့ကျော်ကြီးကိုကြည့်ပြီးဘာလို့ဒီကောင်ကိုချစ်မိသွားရလဲဆိုကမေကွန်းထုတ်နေကြပါတယ်ရှီရိုကစားလိုက်ကြမလားတငယ်ချင်းဆိုကနှစ်ခါမခေါ်ရတဲ့အကာရီကလုံကြတာဘောဆိုပြီးကျော်ကြီးကိုခွန်းနှံလိုက်ကြပါတယ်နှစ်ယောက်သားပြောနေကြကကျော်ကြီးနိုးလာလို့ရှက်ရှက်နဲ့ထွက်ပြေးကြပါတယ်နောက်ပိုင်းမှာပြန်တွေ့ကြမယ်ဗျဘိုင်ဘိုင်